နောက်တစ်ခုကကြတော့ကွန်ကရစ်မှာအက်ကာလီစီလီကာပါဝင်မှုအချိုးအစားကိုလည်းထည့်သွင်းစဉ်းစားပေးသင့်ပါသလားခင်ဗျာတဲ့ river sand တွေမှာအက်ကာလီစီလီကာ ratio ပါဝင်မှုများတဲ့အတွက် river sand နဲ့ဖြော်တဲ့ကွန်ကရစ်တွေကရေရှည်မှာအက်ကာလီစီလီကာ exposure ဖြစ်တဲ့အတွေ့တဲ့ crack ပေါ်လာပြီး durability လျော့နေလာနိုင်တယ်လို့ဖတ်ပူးပါတယ်ဆရာတဲ့အက်ကာလီစီလီကာ ratio ကကွန်ကရစ်မှာဘယ်လောက်အရေးကြီးတယ်လဲဆိုတာလေးသိချင်ပါတယ်ဆရာတဲ့ပြီးတော့ river sand ကိုကွန်ကရစ်ဖြိုရမှာ3သိမ့်မ3သိမ့်လေးသိချင်ပါတယ်တဲ့ဆရာဦးဆန်းနဲ့ဖြည့်ပေးပါဦးဗျဟုတ်ကဲ့ဟို ASR တော့ခုနကျမ်းပြင်းတော့လဲကျွန်တော်ပြောပါရနော်ဟို river sand မှာကဟုတ်တယ်ကျွန်တော်များများလဲစမ်းကြည့်ရင်တည်တယ်ပေါ့နှစ်တူအဆောက်လေးဆိုတော့ပြဿနာမရှိဘူးသူက ASR ညာတော့ဖြစ်သူကနှစ်15နှစ်နဲ့20လောက်မှပေါ်လိရှိတာဟုတ်သူအချိန်အများကြီးယူရတယ်လေကွန်ကရစ်အဓိကတော့သူကဒီထဲကဒီတဲဆိုရင်တဲပေါ်မှာကုတ်တိန်လေးဖြစ်လာပြီးတဲ bonding ပြတ်သွားတာပေါ့နော်ကွန်ကရစ်ပြတ်ပြီးသူကဂျဲလေးကအပြင်မှာပေါလာပြီးတော့ကွန်ကရစ်ကိုအပြင်ကိုကန်ပြီးကွဲထွက်တာပေါ့နော်အဲ့တော့ ASR ကတော့ကျွန်တော်တို့တဲကိုတဲထဲမှာဒီ ASR reactive ဖြစ်နေတယ်ဆိုတော့silica reactive ပေါ့နော် reactive silica ပါတယ်ဆိုရင်တော့ကျွန်တော်တို့ခုနပြောတဲ့ပြီးလက်မြေမှာ alkali content ကို control လုပ်ပြီးတော့ limit လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ဒီအကယ်၍ဟိုတခြားတဲကိုမရနိုင်ဘူးဆိုရင်အဲ့ဒီတဲကိုပဲပါပေါ့နော်ကျွန်တော်တို့ဒီတခြားနည်းနည်းတန်တဲ့တဲနဲ့ရောလိုက်လေသူရဲ့ percentage ပေါ့နော် alkali reactive silica ရဲ့ပါဝင်မှုအချိုးအစားကို short ချလို့ရတာပေါ့နော်နောက်တနည်းကခုနပြောတဲ့ဘီလက်မြေကိုခုန alkali silica နဲတဲ့ဘီလက်မြေနော်ရေကန့်သက်ထားတာရှိပါတယ်အဲ့ဒီမကြော်အောင်လုပ်ရင်တော့သုံးလို့တော့ရပါတယ်အရေးကြီးတာကတော့ကြီးပါတယ်နှစ်ရှည်အစာအုပ်တွေမှာဆိုရင်မဖြစ်မနေထည့်သုံးဖို့လိုပါတယ်နော် river sand ကိုကုန်ပြီးပြန်သုံးတယ် river sand ကိုမသုံးသင့်ဘူးလို့တော့ပြောလို့မရပါဘူးသူက river sand တိုင်းလိုက်ပါတာမဟုတ်ပါဘူးနော် river sand မှာပါတဲ့ဟာရှိတယ်လို့မပါတဲ့ဟာရှိတယ်နော်ဟိုကြောက်တွေထဲမှာလည်းခုနတောင်ပေါ်ကကြောက်မှာလည်းပါတဲ့ဟာရှိတယ်မပါတဲ့ဟာလည်းရှိတယ်ဆိုတော့ river sand ကြောက်လို့တော့မပြောလို့ပါဘူးအဓိက reactive silica ရှိမရှိပဲစစ်ရမှာပေါ့နော်အကယ်၍မစစ်နိုင်ဘူးဈေးကြီးတဲ့ project လေးကသေးသေးလေးဆိုရင်တော့ခုနဘီလက်မြေကိုပဲကျွန်တော်တို့ control လုပ်ပါလို့ပြောရမှာပေါ့လို့ဟုတ်ကဲ့ပါတော့ထပ်ပြီးကြော်ညာရင်တော့ကျွန်တော်စာအုပ်ဝယ်ဖတ်ပါတော့လောလောဆယ်တော့ပြတ်နေဒါမှတကယ်ကြော်ညာဒါမှတကယ်ကြော်ညာဒါမှတကယ်ကြော်ညာ